အဓိကတော့ဒီကနီးပါးတွေနဲ့တိုင်ပင်ပြီးတော့ဒီ line နဲ့ကိုပြင်ဆင်ထားပါတယ်နောက်တစ်ချက်ကတော့ဒီတို့ဒီကွင်းထဲမှာထွင်နေကွင်းမှာလေးတွေမှာခက်ခဲလေးရှိတယ်အဲ့ဒါလေးလည်းပြင်ဆင်ထားပါတယ်အဓိကတော့ဘောလုံးစိုက်မှာကျင်လည်ခဲ့တဲ့အခြေအနေကကြာမြင့်ပြီဆိုတော့ဒီ player တွေနဲ့မစိမ့်ပါဘူးအပြင်မှာလည်းတွေ့တယ်ဒီပြိုင်ပွဲတွေလည်းတွေ့ခဲ့တော့တိတ်စိမ့်တဲ့ player မရှိပါဘူးအကောင်လုံးကတော့ညီကိုလို friend လုံးဝမိသားစုဆန်ဆန်ကြိုးစိုးတယ်ခုလိုလည်းဟိုနောက်ဆုံး training ၄ချိန်လောက်ရတဲ့အချိန်မှာလည်းအကုန်လုံးပေါင်ပူးပေါင်းမှုကောင်းဆောင်ဟိုအကောင်းဆုံးတို့ပေါင်ပူးပေါင်းနေပေါ့နော်အဲ့အတွက်ဝမ်းသာပါတယ်ရလက်ကောင်းလည်းကျွန်တော်ကြိုးစားပါမယ်ဟုတ်ကျွန်တော်တို့ဒီတောင်ကြီးထိလာအားပေးမဲ့ပြည်သက်တွေလည်းကျွန်တော်တို့ဝမ်းသာနဲ့ကြိုးစားပါတယ်နောက်ရက်အားပေးလို့လည်းဒီလိုလာရောက်အားပေးလို့လည်းကျေးဇူးတင်ပါတယ်ခိုင်သားမြေမှာကြည့်တဲ့ရန်ကုန်ပြည်သက်တွေရန်ကုန်တင်းအောင်အားပေးတဲ့ပြည်သက်တွေလည်းဒီအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်